အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးခြင်းတဲ့လက္ခဏာဘူတာတွေကတော့ကိုအားကိုအဓိကအားကိုပြီးတော့သိတာတဲ့အစဉ်ပြေမှုအောင်မြင်မှုကိုရမဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်ပုံမှာပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါသူရဲ့လက်ဝါးပြင်ရဲ့စနေဂျူခုံအောက်မှာဝိုင်းပုံစံအခွရှိနေပါတယ်ဒါကြောင့်သူဟာမိသားစုအတွက်ပေးဆက်မှုများမယ်အမြဲအရာရာတိုင်းမှာဥဆောင်မှုတွေလုပ်နေရမယ်ပင်ပန်းမှုတွေခံစားရမယ်စိတ်ပင်ပန်းမှုတွေအဓိကများနေမယ်ဒါပေမဲ့သူကကံအနေထားကောင်းတဲ့သူပါကြိုးစားပြီးတော့မိမိအတွက်အခွင့်အလမ်းတွေရမယ်ဘဝမှာကံအထောက်ပံ့ရစေပါလိမ့်မယ်ကံကြိုးပြီးအားကောင်းလာမယ်နောက်ပြီးသူ့ရဲ့လက်ကြောအောက်မှာအောင်မြင်လန်တီးတီးတတာပါနေပါတယ်ဒါကြောင့်သူဟာအောင်မြင်အစဉ်ပြေဖို့အခွင့်တာနေမယ်ကိုယ့်ရဲ့ကြိုးစားမှုတွေကနေအစဉ်ပြေမယ်အောင်မြင်မှုတစ်ပြေးပြေးရလာမယ်အစကနေကြိုးစားပြီးတော့လုပ်ကံရမယ်ဘဝမှာကိုယ့်ရဲ့ဖန်တီးမှုကိုပဲသေချာအားပြုပြီးကြိုးစားပါနောက်ပြီးသူ့ရဲ့ကံလန်းနဲ့ညံလန်းကြားမှာတွေးကံပုံစံပါနေပါတယ်ဒါကြောင့်သူဟာငွေကြေးကံအတွက်ကောင်းမယ်မိမိလှုပ်ဆောင်ကြိုးစားမှုနဲ့အတူငွေအလုံးရင်းတွေရမယ်ငွေအလုံးရင်းဝင်ရမယ်ကိုယ်ပိုင်အလုပ်ကတော့သီးသာစွာနဲ့အစဉ်ပြေမှုတွေကိုရပါလိမ့်မယ်လှုပ်ဆောင်ဖန်တီးမှုနဲ့နာမည်ရမယ်ဒါပေမဲ့အဲ့ဒီမှာအဖြက်လန်းတွေပါနေတဲ့အတွက်ကြောင့်ငွေအနှဲငယ်တော့မမြဲတတ်ပါဘူးနောက်ပြီးသူ့ရဲ့ကံလန်းအစပြိုးမှုမှာငါးမီးပါနေပါတယ်ဒါကြောင့်သူဟာကံရဲ့မျက်နှာသာပေးမှုကိုရရှိမယ်ကံအထောက်အကူရလိမ့်မယ်သူဟာဘာသာရေးအားပြုသူဖြစ်မယ်သူရဲ့ပညာဉာဏ်လန်းအားသာပဲကို့မှာရက်ဝေးရက်နီးအားသာမှုရှိမယ်ကံတရားရဲ့အကူအညီကောင်းတွေရမယ်သူရဲ့ဘဝအလယ်ပိုင်းလောက်မှာငွေအလုံးရင်အဓိကဝင်ရောက်နိုင်ပါတယ်ကောင်းတာဒီအဓိကတစ်ချက်ကတော့မိမိရဲ့စိတ်စေတနာကြောင့်လည်းပါပါတယ်ဒါပေမဲ့သူကပေးဆက်မှုအရန်ကိုများရမဲ့သူဖြစ်ပါတယ်မိသားစုပေါ်တိတက်နားလဲသူဖြစ်မယ်ကြိုးစားပြီးတော့အစဉ်ပြေမှုကိုရမယ်တိတိတသာကံအထောက်ပံ့ရမယ်အောင်မြင်မှုအသီးပွင့်တွေကိုဘဝမှာကောင်းစွာခံစားရလိမ့်မယ်ထီဒီပါရီနဲ့လည်းအဆက်ပါတယ်ဒီအကျိုးပြုပါတယ်ငွေကြေးကံလည်းကောင်းနေပါတယ်ငွေအလုံးရင်းရမယ်ငွေစုမိမယ်သူရဲ့ဘဝမှာအတားအဆီးတွေနေဖို့ကတော့ဘာသာရေးကိုပို့ပြီးအားပြုပေးရင်ပိုကောင်းပါတယ်နောက်တစ်ခုကတော့နိုင်ငံခြားကိုအလဲပတ်သွားရပြီးတော့နောက်ထပ်လုပ်ငန်းအသစ်ထပ်လုပ်ရပြီးတော့စီးပွားရေးလည်းတိုးတက်လာမယ့်လက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါနံပါတ်1ကတော့သူ့ရဲ့ကံလန်းချောင်းဟာညံလန်းချောင်းပေါ်ကနေအစပြိုးထွက်ပေါ်လာပြီးကြာဖူးပုံနဲ့အစုံတက်ထားပါတယ်ဒါကြောင့်သူဟာငွေရှာဖြစ်တဲ့အမျိုးသားနဲ့ဖူးစာစုံရတတ်ပါတယ်အဲဒါကြောင့်ကြပြီးတော့စီးပွားရေးတိုးတက်မယ်နံပါတ်2ချက်ကတော့သူ့ရဲ့အသက်လမ်းကြောင်းကနေထွက်ပေါ်လာတဲ့လမ်းကြောင်းနှစ်ခုရှိနေပါတယ်ဒါကြောင့်သူဟာကုသရောင်းဝေအကျိုးပေးပါတယ်ကိုယ်ပိုင်လုပ်ငန်းကြီးကြီးမားမားတစ်ခုမကနောက်ထပ်တစ်ခုထပ်ပြီးတော့လုပ်ကံရတတ်ပါတယ်နံပါတ်3ချက်ကတော့လက်ကြောအောက်က9ရုပ်ပဲဖြစ်ပါတယ်ဒါကတော့ကိုလှုပ်ထားတဲ့လုပ်ငန်းအတွက်ငွေကြေးစီးပွားအကျိုးအမြတ်တွေကိုရစေပါလိမ့်မယ်ဒီနေရာမှာမှတ်ချက်ကတော့လက္ခဏာရှင်ဟာပြည်ပကိုလည်းအလဲခီးသွားရပြီးလုပ်ငန်းတွေလည်းထပ်တိုးချက်ဖြစ်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်